လောကတဘာဝကကိုယ်စီကတခုခုရနေသေးလို့ကိုကတခုခုလုံးပြနိုင်နေသေးလို့သာနေရာပေးပြီးဆက်ဆံနေကြတာပါအသက်ကြီးပြီးအိုမင်းလာတဲ့တနေ့လုံနိုင်စွမ်းတွေခွန်အားတွေမရှိတော့တဲ့တနေ့ကိုယ်စီကဘာမှထုံးမပေးနိုင်တော့တဲ့တနေ့ကြရင်တဖြည်းဖြည်းနဲ့ဘေးကိုရောက်သွားမှာပါလူတွေရဲ့နေရာပေးဆက်ဆံခံရဖို့လဲမတေချာတော့ပါဘူးအပေခံလူပိုတယောက်ဖြစ်လာမယ်ဒီရက်ပို့ပြီးအသက်ကြီးအိုမင်းလာရင်အမိုက်သဘောမျိုးဖြစ်လာမယ်ဒီအချိန်မှာအနေထိုင်မတက်ရင်ကိုယ့်လူကိုယ်သားအရွယ်တွေရဲ့ငေါက်တာမှန်းတာစူပူတာတွေလည်းခံရအောင်မယ်စိတ်ထဲကျင်ကနေနေအောင်ခံစားနေရပေမဲ့လည်းအိုကြီးအိုမှာဘဝမှာဘာမှမာနမှာထားလို့မရတော့ပါဘူးအကန့်အသတ်နဲ့ရထားတဲ့လူပြိုခြင်းတန်မာခြင်းတွေကိုကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်ကိုယ်အသုံးမချလဲဒီຢာတွေကကိုမင်းရင်ပျက်စီးသွားမှာပဲငယ်ရွယ်တန်မာနေတော့မှအလုပ်ကိုကြိုးစားပါငွေရှာပါငွေစုပါအစိမ်ကိုတန်ဖိုးရှိရှိအသုံးချပါကိုဘဝလေးနဲ့ကိုတယောက်တည်းနေတဲ့ဖြေတတ်အောင်ကြိုးစားပါကိုကြိုက်တဲ့အမှုပညာတစ်ခုခုကိုအခုကတည်းကပုံဖော်ပါဘာသာရေးလုပ်ပါရင်းချက်မှုကိုရှာဖွေပါပုံမင်းတဲ့ဘဝရောက်တော့မှဘယ်သူငါနဲ့စကားလာပြောပေးမလဲလို့မမျှော်လင့်ပါနဲ့အဲ့ဒီအဖြစ်မျိုးလည်းအရောက်မခံပါနဲ့တိတ်ကိုအထီးကျန်ပါနဲ့တယောက်တည်းလည်းတန်မာနေရမယ်စကားပြောဖို့မရှိလဲတည်ကြည်အေးချမ်းမှုရှိနေရမယ်အနားမှာဘယ်သူမှမရှိလဲကိုယ်အတွေးနဲ့ကိုရင်းချက်နေရမယ်ဖြတ်တန်းခဲ့ဘူးတဲ့ဘဝအတွေ့အကြုံပေါင်းသင်းဆက်ဆံခဲ့ဘူးတဲ့လူတွေအကြောင်းကိုလဲပြန်ငဲ့ဆောင်ဆင်ခြင်မိလိုက်တိုင်းဘဝရဲ့သင်ခန်းစာဘဝရဲ့သစ္စာတရားဘဝရဲ့နိယာမသဘောတရားတွေကိုကောင်းကောင်းနားလည်သဘောပေါက်သွားခဲ့ရင်တယောက်တည်းဖြတ်တန်းနေရတဲ့ဘဝနေညိုခြင်းဟာအထီးကျန်စရာကာလမဟုတ်တော့ပါ